ကိုတာရောတော့အပြင်မှာတော့လေအဲ့လိုတွေ့ဘူးတယ်ရှင်ဟို shopping center ရဲ့အဲ့လိုမျိုးမှာတွေ့ဘူးတယ်ဆိုတော့လေသူရဲ့ပုံစံလေးအတိုင်းပဲမြင်ရမယ်လို့တော့ထင်နေရှင်ဟုတ်ပို့ပြီးတော့လည်းချောလာမယ်လို့ထင်တယ်ကိုကအခုနှက်ခမ်းမွေးနေစကားရိုက်နေဆိုနှက်ခမ်းမွေးနေနည်းနည်းတော့ကြမ်းနည်းနည်းကြမ်းလေးပတ်ကိုရောက်နေမယ်လို့ထင်ပြိုင်ပွဲတွေကိုလိုက်ကြည့်ရကြတယောက်နဲ့တယောက်မတူအစီအစဉ်တွေကလေတယောက်တစ်မျိုးစီဆိုတော့သချင်းဆိုရတာပါမလားကိုတိုင်ရမင်းသားဆိုတော့လေတရုပ်ဆောင်ခိုင်းတာလည်းပါကောင်းလည်းပါနိုင်တာပေါ့လေကိုတော့ယုံကြည်မှုအပြည့်နဲ့တော့လာပြိုင်တာပဲယုံကြည်မှုတော့ရှိပါတယ်ဟုတ်ယုံကြည်ချက်ရှိရရှင်ဒီမှာယုံကြည်ချက်တော့ပြေဝရှိပါတယ်ရှင်ပြိုင်ပွဲဆိုတော့မှအနိုင်ရှုံးတော့ရှိမှာပဲကန်စီမန်ရပေါ့အဲ့လိုပဲသတ်မှတ်ထားရရှင်ရှုံးတဲ့နိုင်နှစ်ခုပဲရှိရတဲ့ကြောင့်လို့ရှုံးသွားခဲ့ရင်လည်းစိတ်ကိုအစင်းသင်းပြောင်းလို့ပြင်ဆင်ထားပါတယ်ကိုတိုင်တော့အားပေးနေပါတယ်ဒီလိုတွေ့ကြမယ်နော်အကိုဒီနေ့ထဲမှာအကယ်ဒမီစုရပါစေလို့ညီမဆုတောင်းပေးလိုက်ပါတယ်ရှင်ဘလို့ပုံစံမျိုးကြီးဘလို့ပဲဖြစ်နေညီမတို့ကအားပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအမြဲတမ်းစူးစမ်းပြီးတော့အမြဲတမ်းဒီတမကပို့ပြီးအောင်မြင်ပါစေလို့ပြောချင်